Gemini 3 Pro ရဲ့ပုံထဲမှာပြထားတဲ့ look ဆောင်ချက် function တွေကိုအသေးစိတ်ပြောပြပေးထားပါတယ်။ Google Gemini 3 Pro ၏ look ဆောင်ချက်များ Functions of Google Gemini 3 Pro ပုံထဲမှာပြထားတဲ့အတိုင်း Gemini 3 Pro မှာအဓိက look ဆောင်ချက်9ခုကိုအဝိုင်းပုံစံနဲ့ဖော်ပြထားပါတယ်။ တဲ့ Advanced Reasoning အစင်းမြင့်စဉ်းစားတွေးခေါ်နိုင်ခြင်းဒီ look ဆောင်ချက်က Gemini 3 Pro ကိုရှုပ်ထွေးနှက်နေတဲ့ပြဿနာတွေမေးခွန်းတွေကိုအစင်စင်ခွဲချမ်းစိတ်ဖြာပြီးကြိုးကြောင်းစင်ကြင်ညာပြည့်နဲ့ဖြည့်ရှင်းနိုင်စေပါတယ်။ရိုးရှင်းတဲ့အဖြစ်ပေးရတဲ့ပုံမနဲ့ဆိုင်တဲ့အတွေးခေါ်ကိုအသုံးပြုနိုင်ပါတယ်။ဒီ Advanced Reasoning လို့ဆောင်ချက်ကခက်ခဲတဲ့စာမေးပွဲပုံစံသင်ချာသိပ္ပံစတဲ့ကိစ္စရပ်တွေကိုပိုပြီးတိကျမှန်ကန်စွာကူညီပေးနိုင်ပါတယ်။နှစ် Multi-modal understanding ပုံစံမျိုးစုံနားလည်နိုင်ခြင်းအသံဗီဒီယိုစာသား Gemini 3 Pro ဟာစာသားတစ်ခုတည်းသာမကအသံ audio ရုပ်ပုံ image ဗီဒီယိုစတဲ့ပုံစံမျိုးစုံနဲ့ပေးပို့လာတဲ့အချက်လက်တွေကိုတပြိုင်နက်တည်းနားလည်ပြီးဆက်ပြီးလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဥပမာဗီဒီယိုတစ်ခုကိုပြပြီးအဲ့ဒီဗီဒီယိုတွေကအကြောင်းအရာဒါမှမဟုတ်အသံကိုမေးလို့ရပါတယ်။ဒါအပြင်ဓာတ်ပုံတွေကဇာတ်တွေကိုပါဖတ်ပြီးအချက်လက်ထုတ်ယူပေးနိုင်ပါတယ်။3 Global Knowledge and Real-Time Data ကမ္ဘာလုံးဆိုင်ရာအသိပညာနဲ့လက်တွေ့အချိန်အချက်လက်များဒီလှုပ်ဆောင်ချက်က model ကိုရေးဘူးရအဖြစ်လေ့ကျင့်ပေးထားတဲ့ကမ္ဘာလုံးဆိုင်ရာအသိပညာအပြင် Google Search စတဲ့ကိရိယာတွေနဲ့ချိတ်ဆက်ပြီးလက်ရှိအချိန် real time ဖြစ်ပြနေတဲ့အချက်လက်အသစ်တွေကိုပါရှာဖွေစစ်ဆေးပြီးအဖြေပေးနိုင်စွမ်းရှိပါတယ်။သတင်းအချက်လက်အသစ်များဥပမာဒီနေ့ရဲ့ယာတီဥတုနောက်ဆုံးပေါ်သတင်းစတာတွေကိုမေးမြန်းနိုင်ပါတယ်။ Lee Contextual Assistance and Personalization အခြေအနေလိုက်အထောက်အကူပြုခြင်းနဲ့ကိုယ်ပိုင်ပြုလုပ်ပေးခြင်း Gemini 3 Pro ဟာအသုံးပြုသူရဲ့စကားပြောဆိုမှုအကြောင်းအရာ context ကိုအစအဆုံးမှတ်မိပြီးနားလည်ထားနိုင်ပါတယ်။ဒါအပြင်အသုံးပြုသူရဲ့လိုအပ်ချက်နှစ်သက်မှုပေါ်မူတည်ပြီးအဖြေတွေကိုကိုယ်ပိုင်ဆန်းဆန်းချင်းကြီးပေးနိုင်ပါတယ်။ Gemini 3 Pro ဟာစကားဝိုင်း chat တစ်ခုမှာအကြာကြီးစကားပြောနေရင်တောင်အရင်မေးခဲ့တဲ့မေးခွန်းတွေရဲ့အခြေခံပေါ်မူတည်ပြီးလိုအပ်တဲ့အကြံဉာဏ်အချက်လက်တွေကိုပေးနိုင်ပါတယ်။နာ Predictive Analytics and Foresight ကြိုတင်ခန့်မှန်းခွဲခြမ်းစိတ်ဖြာခြင်းနဲ့အနာဂတ်ကိုမြင်တတ်ခြင်း Gemini 3 Pro ကအချက်လက် data ပမာဏများစွာကိုခွဲခြမ်းစိတ်ဖြာပြီးအနာဂတ်မှာဖြစ်လာနိုင်ခြေရှိတဲ့အရာတွေကိုခန့်မှန်းနိုင်စွမ်း Predictive Analytics ရှိပါတယ်။ဖြစ်နိုင်ခြေအများဆုံးရလဒ်ဒါမှမဟုတ်နောက်ဆက်တွဲပြဿနာတွေကိုကြိုတင်တွက်ချက်ပေးနိုင်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကတော့စီးပွားရေးလုပ်ငန်းတွေမှာဒါမှမဟုတ်ရှုပ်ထွေးတဲ့စီမံကိန်းတွေမှာဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုကြိုတင်ခန့်မှန်းပြီးအကြံပေးနိုင်ပါတယ်။6 Code Generation and Collaboration Code ဖန်တီးပေးခြင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်း Gemini 3 Pro ကကွန်ပျူတာ program ရေးထားတဲ့ code များကိုအလိုလျောက်ဖန်တီးပေးနိုင်ခြင်း Code Generation နဲ့ရှိပြီးသား code တွေအချက်လက်တွေနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ခြင်း Collaboration တွေလုပ်ဆောင်နေပါတယ်။ဒီလှုပ်ဆောင်ချက်ဟာ software developer တွေအတွက်လိုအပ်တဲ့ code တွေကိုရေးသားပေးတာ code မှာမှားနေတာတွေကိုပြင်ဆင်ပေးတာရှင်းပြပေးတာစတာတွေလုပ်ပေးနေပါတယ်။ခုနှစ် retrieval ပြန်လည်ရယူခြင်းရှာဖွေထုတ်ယူခြင်းဒီလှုပ်ဆောင်ချက်ကအချက်လက်ပြန်လည်ရှာဖွေထုတ်ယူခြင်း retrieval augmented generation RAG ကိုရည်ညွှန်းပါတယ်။ Gemini ကိုသင်ပေးထားတဲ့ကိုယ်ပိုင်စာရွက်စာတမ်းတွေကုမ္ပဏီရဲ့အချက်လက်တွေဒါမှမဟုတ်အင်တာနက်ကနေတိကျတဲ့အချက်လက်တွေကိုရှာဖွေပြီးအဖြေထဲမှာထည့်သွင်းပေးနိုင်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကရှည်လျားတဲ့စာဟုတွေစာတမ်းတွေဒါမှမဟုတ်ကိုယ်ပိုင်ဖိုင်တွေထဲကအချက်လက်တွေကိုလိုအပ်သလိုအလွယ်တကူရှာဖွေပေးနိုင်ပါတယ်။ဒါတွေကတော့ Gemini 3 Pro ရဲ့ look ဆောင်ချက်တွေကိုရှင်းပြပေးထားတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။